အင်အားပြင်းမန္တလေးငလျင်ကြီးတန်ခံခဲ့ရတဲ့နေမြေဒေသတွေမှာပြန်လည်ထူထောင်ရေးအစီအစဉ်များအတွက်ချင်းငွေတွေရှောက်ထားနိုင်ပြီလို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကအောက်တိုဘာလ18ရက်နေ့မှာအသိပေးကြေညာလာပါတယ်။ငလျင်တန်သည့်နေမြေဒေသတွေပြန်လည်ထူထောင်ဖို့နိုင်ငံတော်မှထည့်ဝင်ပံ့ပိုးတဲ့ရန်ပုံငွေနဲ့3နှစ်မှ5နှစ်အထိသက်တမ်းရှိတဲ့ချင်းငွေတွေကိုတက်တာတဲ့အတိုးနှုန်းနဲ့ထုတ်ချေသွားမယ်လို့ဆိုပါတယ်။ယခုနှစ်မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြီးကြောင့်နေပြည်တော်မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းတို့မှာနေအိမ်တွေစက်ရုံအလုပ်ရုံတွေနဲ့စီးပွားရေးလုပ်ငန်းတွေထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဗဟိုဘဏ်အနေနဲ့ပြန်လည်ထူထောင်ရေးရန်ပုံငွေအတွက်ကနဦးမတီရန်ပုံငွေကျပ်900ဘီလီယံကိုအမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှကျပ်900ဘီလီယံနဲ့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ဈေးကွက်တည်ငြိမ်ရေးရန်ပုံငွေမှကျပ်200ဘီလီယံထည့်ဝင်ထားပါတယ်။ချင်းငွေတိုးနှုန်းတွေအဖြစ်နေအိမ်နဲ့အဆောက်အဦပြန်လည်တည်ဆောက်ရေးအတွက်300% MSME လုပ်ငန်းများအတွက်လုပ်ငန်းလည်ပတ်ရင်းနှီးငွေစက်ပစ္စည်းရေမီးဆိုလာနဲ့ရင်းနှီးမြှုပ်နှံမှုအတွက်900%စက်ရုံလုပ်ငန်းကြီးများပြန်လည်ပြုပြင်ရေးနဲ့လည်ပတ်နိုင်ရေးအတွက်900%နိုင်ငံပိုင်အခြေခံအဆောက်အအုံများတာဝန်ယူတည်ဆောက်နေတဲ့ဆောက်လုပ်ရေးကုမ္ပဏီများအတွက်ယာယီချင်းငွေအတိုးနှုန်း900%သတ်မှတ်ထားပါတယ်ဗဟိုဘဏ်ဥဆောင်တဲ့ချင်းငွေအစီအစဉ်မှာ ARD ဘဏ် UAB ဘဏ် CB ဘဏ် CHID ဘဏ် MCB ဘဏ် ABank ရိုးမဘဏ်ကမ္ဘောဇဘဏ်မြောက်ရီဘဏ်အင်းဝဘဏ် Best Merchant နဲ့ Zika Finance တို့ကိုချင်းငွေဆိုင်ရာစံပြုလုပ်ငန်းစဉ် SOP နဲ့အညီရွေးချယ်ထားပါတယ်။ဒါကြောင့်ငလျင်တန်ခံခဲ့ရတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပြည်သူတွေအနေနဲ့ချင်းငွေအစီအစဉ်မှာပါဝင်ဆောင်ရွက်မဲ့ဘဏ်တွေနဲ့ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းတွေကတဆင့်ချင်းငွေလျှောက်ထားနိုင်ပြီလို့သိရှိရကြောင်းပါခင်ဗျာ။